မင်္ဂလာပါမောင်လေးမိုင်းနာမည်တော်ညုံဝင်းဖြစ်ပါတယ်။သုံးမမျိုးနဲ့စားဝကြည့်ပါမှာပုံပုံတိုင်းလေးရောက်နေတာဖြစ်ပါတယ်။ပုံစံတိုင်းမှာတော့မိုင်းရကျောင်းသားမိုးပဲဒေတာမုံကြောက်ကုန်းကြောက်ကုန်းစိမ်းရောပေါ့နော်ဓာတ်စီမိုင်းလက်စီပစ္စည်းမျိုးမျိုးရဲ့ကော်ပစ္စည်းမျိုးမျိုးရောင်းတယ်တန်တဲ့ပစ္စည်းမျိုးမျိုးရောင်းတယ်မိုင်းရေလိုင်းနဲ့ပတ်သက်တဲ့ရေလိုင်းနဲ့တုံငင်နဲ့ပတ်သက်တဲ့ပစ္စည်းမျိုးမျိုးလည်းမိုင်းရောင်းတယ်ဆန်ရောင်းတယ်မိုင်းရဟိုလျှို့နေပန်ငါပါညာအစပေါ့စုံမိုင်းရရောင်းတယ်ထဲလဲလက်လီလက်ကရောင်းတယ်မိုင်းရ BNK နဲ့လက်တွဲခဲ့တာ2018 9လပိုင်း16ရက်နေ့စပြီးတော့ BNK မှာစုရကောင်းဆောင်တယောက်အနေနဲ့ဓာရဲ့ညီမလေးတွေကိုစုပြီးတော့ပေါ့နော်မိုင်းစုရကောင်းဆောင်တယောက်အနေနဲ့ BNK နဲ့စပြီးလက်တွဲခဲ့တာပါမိုင်း3နှစ်တိုင်စုရနဲ့အတူတူလက်တွဲပြီးတော့မိုင်း BNK နဲ့လက်တွဲခဲ့ပါတယ်အခုကျတော့မိုင်းဦးတီလက်တွဲမှု4နှစ်ရှိသွားပြီမိုင်းဦးတီထုံငွေကိုချင်းငွေကိုထုတ်ပြီးတော့မိုင်းBNK နဲ့ဆက်ပြီးလက်တွဲနေပါတယ်။စုရကောင်းဆောင်တယောက်အနေနဲ့လည်းအခုချိန်ထိအောင်မိုင်းဆက်လက်ပြီးတော့လှုပ်ဆောင်နေပါတယ်။ BNK ကဝန်ထမ်းညီမညီလေးတွေမောင်လေးတွေကလည်းလက်တွဲညီနဲ့ဘာမှလိုအပ်ချက်မရှိအောင်ဝန်ဆောင်မှုပြည့်နေမိုင်းတို့ရွာရောက်တဲ့ထိမိုင်းအိမ်ရောက်တဲ့ထိအောင်လာပြီးတော့ဝန်ဆောင်မှုပေးပြီးတော့မိုင်းတို့လက်တွဲညီနဲ့အခုချိန်ထိအောင်ဆက်လက်ပြီးတော့ပဲလက်တွဲနေပါတယ်။အားရအားရဖြစ်တော့တယ်။ဟဲ့ဟိုကဟိုထိတ်ပါမမဘာမှမမြင်ကော်ပစ္စည်းဆိုလဲတူတူပဲပေါ့ထမင်းအိုကမှာစာတက်ဟိုပုံမှာစုံစကောစကားခုံဆိုလဲခုံတိုခုံရှေကလေးထိုင်ခုံကြောနေပေါ့ခုံကြောမီပုံအကုန်ပေါ့စံပုံလို့ပေါ့နော်ဒီအိနာသုံးခုံကအစလိုမျိုးလေးပေါ့ဆွဲခြင်းပြည်ရစံပုံဝစားထဲတဲ့ပုံဆွဲခြင်းအကုန်ပေါ့မိုင်းကလူလေးပစ္စည်းပြလေးတို့လည်းပုံစုံလေးတင်ပြီးရောင်းရတာပေါ့မိုင်းရဒီဈေးတိုင်ကိုစပြီးတော့အိမ်အောင်ကြတဲ့နှစ်တည်းရနေပြောပေါ့နော်မိုင်းဈေးတိုင်28နှစ်ရှိပြီဈေးတိုင်စရောင်းခဲ့တယ်ဈေးတိုင်စရောင်းတင်ကာလတုန်းကတော့မိုင်းရွာနဲ့မိုင်းနည်းနည်းပပပေါ့နော်ဆိုင်ဆိုတဲ့လူလေးပဲရောင်းလာခဲ့တာဖြစ်တယ် BNK နဲ့ထိတ်ဆက်ပြီးတဲ့အခါမှာပေါ့ခုနှစ်တော့တွင်မှာတော့တစ်နှစ်နဲ့တစ်နှစ်မတူအောင်အလုံငန်းကိုတွင်ကြဲတိုးပြီးတော့ချက်ပြီးတော့လုံးနိုင်ခဲ့တယ်အခု BNK နဲ့လက်တွဲတဲ့ခုနှစ်တာတော်တွင်မှာမိုင်းခိုင်းလိုရောင်းတဲ့ကုန်ကြောက်ကလေးတွေမှမဟုတ်ဘဲနဲ့ကော်ပစ္စည်းမျိုးစုံလည်းမိုင်းတင်နိုင်ခဲ့တယ်ပေါ့နော်စီစားကိုလည်းမိုင်းခိုင်းထက်မကအောင်လောင်ပြီးတော့ရောင်းနိုင်ခဲ့တယ်ပြီးတော့မိုင်းဖြားပေါ့အထက်ဝေစားဆိုလဲခိုင်းနဲ့မတူဘဲနဲ့လက်လီလက်ကဖြတ်နိုင်ခဲ့တယ်ခုတုန်းကတော့လက်လီလောက်ပဲရောင်းနိုင်ခဲ့တာပေါ့အခုကတော့လက်ကဖြတ်နိုင်ခဲ့တယ်မိုင်းတန်ပစ္စည်းစုမျိုးဆိုလို့ရှိရင်လည်းအခုပေါ့ဟိုလက်ကားဖြစ်လောက်ထိအောင်တော့မိုင်းဖြတ်နိုင်ခဲ့တယ်ဒီရွာလေးပေါ်မှာပေါ့ဒီ BNK နဲ့ခုနှစ်တာလုံးလက်တွဲခဲ့တဲ့တော်တွေမှာတစ်နှစ်နဲ့တစ်နှစ်မတူဘဲနဲ့တစ်နှစ်ကိုပို့ပြီးတိုးချက်ပြီးတော့လုံးလို့ရခဲ့တယ် BNK ရဲ့ကျေးဇူးကြောင့်လည်းပါတာပေါ့နော် BNK ရဲ့ချင်းငွေလေးတွေအဆင်ပြေအောင်ဝန်ထမ်းလေးတွေဆောင်ရွက်ပေးတဲ့အနေနဲ့ညီ BNK ရဲ့ကုမ္ပဏီကထုတ်ပေးတဲ့ပတ်စံအရင်လေးတွေနဲ့မိုင်းမှာရှိတဲ့ရင်းလေးတွေနဲ့ပေါင်းပြီးတော့မိုင်းရဒီခုနှစ်တာမှာမိုင်းဆိုင်ဟာတမှုထူးပြီးတော့တိုးပြီးတော့ချက်ပြီးဖြစ်လာအောင်လို့ဖြစ်မြောက်အောင်လို့မိုင်းလုံဆောင်နိုင်ခဲ့ပါတယ် BNK နဲ့မိုင်းလက်တွဲဖြစ်တာက BNK ရဲ့ပေါ့နော်အတိုးနှုံးလေးတွေရဲ့အနေထားလေးပေါ်မှာမိုင်းရဲ့စိတ်တိုင်းကြဖြစ်တာလေးရတဲ့ဒီကြောင်းပေါ့ဝန်ထမ်းမောင်လေးတွေညီမလေးတွေအနေနဲ့ကနေပြီးတော့လည်းဝန်ဆောင်မှုကောင်းပြီးတော့ပြောရေးဆိုရေးမှာလည်းအရာအဆအဆင်ပြေတဲ့အတွက်ဝန်ဆောင်မှုကလည်းမိုင်းအိမ်ကြီးရောက်လာပြီးတော့ဝန်ဆောင်မှုပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့ BNK နဲ့မိုင်းလက်တွဲဖြစ်တဲ့မိုင်းကျုံကြီးချင်းတွေဘာလို့ပြောမလဲဒီဘက် BNK ပတ်စံကိုဘာလို့ဒီလဲဆိုတော့မိုင်းရပုံရောင်းတဲ့အတွက်ဈေးရောင်းတဲ့လူတယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့အရင်ကြီးဆိုတာဟာလိုပို့တဲ့ဆိုတာမရှိဘူးလိုနေတာပဲရှိတယ်ပေါ့နော်ဒါကြောင့်မလို့ BNK လေးနဲ့လက်တွဲတယ် BNK ရဲ့တကူတီချင်းဝင်မိုင်း90ရတယ်ပေါ့နော်အဲ့ဒီ90ဟာလည်းမိုင်းကုန်ပစ္စည်းကမိုင်းရဟိုအများကြီးဘယ်လိုပြောမလဲဟိုရောင်းအားတွက်တဲ့ထဲမှာပါတဲ့အတွက်ကြောင့်မလို့အမြဲစနေရသည်တူတောင်ချင်းကိုလည်းလောက်ရတဲ့အတွက်ပစ္စည်းဆိုတာအမြဲတင်နေရဖြစ်တယ်တော့ငွေဆိုတာလည်းအမြဲတမ်းမိုင်းမှာစားနေရဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့ဒီ BNK ကငွေဒီပေါ့ထုတ်ချင်းငွေဟာမိုင်းအတွက်ကိုအများကြီးထောက်ပြီးဖြစ်တယ်ပေါ့လေဒါကြောင့်မို့မိုင်းရ BNK နဲ့ဆက်ပြီးတော့လက်တွဲနေရဖြစ်တယ်နောက်လည်းအမြဲစနေရသည်လက်တွဲတော့မှဖြစ်တယ်ပေါ့နော် BNK ရဲ့
ချင်းဝေကမိုင်းတို့တော့ကအများကြီးရန်အဆင်ပြေတယ်ပေါ့မိုင်း BNK ကထုတ်ချီတဲ့ချင်းဝေပမာဏကမိုင်းအတွက်ကမိုင်းရရင်းနှီးမြှုပ်နှံမှုကိုအများကြီးတိုးပွားစေတဲ့အတွက်ကြောင့်မို့မိုင်းရ BNK နဲ့လက်တွဲဖြစ်တာပါမိုင်းဆိုင်မှာပေါ့နော်ပစ္စည်းရလေးတွေအကုန်အဆုံးလင်းတင်ထားပေးတယ်တင်ထားတာဖြစ်တဲ့အတွက်ပစ္စည်းရလေးတွေလိုချင်စရာလေးတွေမာကိုလိုတဲ့ဟာလေးတွေကိုလာရောက်ဝယ်ယူအားပေးကြပါလို့ပြောချင်ပါတယ်